ချစ်တဲ့ပရိသတ်တို့ရေ2010ခုနှစ်နောက်ပိုင်းကာလတုန်းကဖုန်းဖန်သားပြင်ကွေးတယ်ဆိုတာကိုပြောရင်လူတိုင်းကအထင်ကြီးခဲ့ကြပါတယ်။ Samsung ရဲ့ Galaxy S6 Edge, Huawei Mate 30 Pro လိုဖုန်းတွေကဇင်ခံဖုန်းတွေရဲ့သင်္ကေတဖြစ်ခဲ့ပေမဲ့2024ခုနှစ်မှာတော့ Samsung Galaxy S24 Ultra နဲ့အတူဒီဒီဇိုင်းတွေတဖြည်းဖြည်းပြောက်ကွယ်လာပါပြီ။ဒီတစ်ခါမှဆိုရင်တော့ဘာကြောင့်ကုမ္ပဏီတွေက curved screens တွေကိုစတင်တီထွင်ခဲ့တာလဲ။အလားတရားထက်လက်တွေ့မှာဘာပြဿနာတွေရှိခဲ့သလဲ။အနာဂတ်မှာ foldable ဖုန်းတွေပဲကျန်ခဲ့မှာလားဆိုရက်မိခွန်းတွေကိုအချက်လက်တွေနဲ့တကွဆွေးနွေးပေးသွားမှာဖြစ်ပါရဲ့ရှင်။ curved screens တွေရဲ့ရွှေရောင်ခေတ်ပထမဦးဆုံး curved screen ဖုန်းကို2013ခုနှစ်မှာ Samsung Galaxy Round နဲ့စမ်းသပ်ခဲ့ပါတယ်။ဖုန်းကအစားအုပ်ဖတ်သလိုကွေးညွတ်နိုင်တဲ့ဒီဇိုင်းဖြစ်ခဲ့ပေမဲ့ဈေးကွက်မှာမအောင်မြင်ခဲ့ပါဘူး။ဒါပေမဲ့2014ခုနှစ်မှာ Galaxy Note Edge နဲ့တစ်ဖက်ဆွန်းကွေးတဲ့ဖန်သားပြင်တွေကိုမိတ်ဆက်ခဲ့တဲ့အခါမှာ Edge Panel ဆိုတဲ့အတီးမှုတ်လေးတွေမြန်ကြည့်လို့ရတဲ့ notification ပါဖန်သားပြင်ကိုထိပြီးအတူတူလှုပ်ဆောင်နိုင်တဲ့ shortcuts ဒီအင်္ဂါရက်တွေကဖုန်းတစ်လုံးကိုအနာဂတ်ဆန်တယ်လို့ခံစားရစေခဲ့တယ်2015ခုနှစ်မှာဆိုရင် Galaxy S6 Edge နဲ့အတူနှစ်ဖက်စလုံးကွေးတဲ့ဖန်သားပြင်ပေါ်လာပြီးတော့ဒီဒီဇိုင်းလှပမှုအရောင်တွေရဲ့ contrast mobile game ကစားရတဲ့အရာဓာတ်တွေကြောင့် premium smartphone တိုင်းရဲ့ standard ဖြစ်လာခဲ့တာပေါ့လက်တွေ့အသုံးပြုရမှုခက်ခဲမှုများဒါပေမဲ့လှပမှုနဲ့အတူပြဿနာတွေလည်းရှိလာပါတယ်ပထမဆုံးပြဿနာကတော့ accidental touches ပါဖုန်းကိုပဲပုံမှန်ကင်လိုက်တာနဲ့လက်မလက်ညိုးကဖန်သားပြင်စွန်းတွေကိုထိမိပြီးတော့မလို့ချင်ပဲ app တွေပွင့်သွားတာကီးဘုတ်ရရင်စလုံးတွေပျောက်သွားတာဂိမ်းကစားနေရင်ရုတ်တရက်ပြန်ထွက်သွားတာဒီလိုအခြေအနေတွေကအထူးသဖြင့်လက်ကြီးသမားတွေအတွက်စိတ်ညစ်စရာဖြစ်ခဲ့ရပါတယ်ဒုတိယပြဿနာကတော့အလင်းပြတ်မှုနဲ့ကျိုးလွယ်ခြင်းပါ curved screens တွေကနေရောင်အောက်မှာစာဖတ်ရခက်ခဲတယ်ဖန်သားပြင်စွန်းတွေကအလင်းပြန်လွန်းလို့ပါဖန်သားပြင်ကားတွေ screen protector တက်ဖို့အရန်ခက်တယ်အစွန်းတွေကမကပ်ပဲကြွတက်နေတတ်တယ်ပြုပြင်စရိတ်ကြီးတယ်flash screens ထက်နှစ်ဆနီးပါးပိုမိုကျသင့်ပါတယ် flash screens တွေဘာကြောင့်ပြန်အောင်မြင်လာတာလဲ2020မှာ Apple က iPhone 12နဲ့ flat design ကိုပြန်လည်အသက်သွင်းခဲ့တဲ့အခါမှာဆိုရင်တော့ဖန်သားပြင်ကားတွေတက်ရတာလွယ်ကူတယ်ဘက်ထရီအချိန်ပိုခံတယ် curved screen ထက်နေရာပိုရတဲ့အတွက်ကြောင့်ပါအလင်းပြန်မှုနဲ့ပြီးစာဖတ်ရလွယ်တယ်Samsung ကလည်း Galaxy S23 Ultra မှာ curve ကိုတိတိတတ်တာ short ချပြီးတော့ S24 Ultra မှာတော့လုံးဝပြားသွားပါပြီ။ဒါဟာသုံးစွဲသူတွေရဲ့ဆန္ဒကိုလိုက်နာလိုက်တာပါ။အနာဂတ်မှာ foldable ဖုန်းတွေပဲရှိတော့မှာလား။အခုခေတ်မှာတော့ foldable phones တွေက curve screens ရဲ့နေရာကိုအစားထိုးလာပါပြီ။ Samsung Galaxy Z Fold 5, Huawei Mate H3 လိုဖုန်းတွေကဖန်သားပြင်ကြီးတွေကိုခောက်ပြီးတင်နိုင်တဲ့အဆင့်ကိုရှောင်နေပါပြီ။ဒါပေမဲ့ဈေးနှုန်းကြီးမြင့်မှုတာမန်ဖုန်းထက်2ဆကနေ3ဆအထိဖန်သားပြင်လွယ်တကူပျက်စီးနိုင်မှုခောက်လို့ဖြစ်လာတဲ့ crease အရစ်ကြောင်ဆိုတဲ့ပြဿနာတွေကြောင့်တာမန်အသုံးပြုရတဲ့သူတွေအတွက်ဝယ်ယူဖို့ခက်ခဲနေစေပါဒီတော့ curved screens တွေရဲ့သမိုင်းကကျမတို့ကိုသင်ခန်းစာတစ်ခုပေးသွားပါတယ်ဤပညာမှာအလားတရားတစ်ခုတည်းနဲ့မပြီးဘဲနဲ့လက်တွေ့အသုံးပြုရလွယ်ကူမှုကပိုအရေးကြီးတယ်ဆိုတာပါပဲဒါကြောင့်မို့သင်က curved screens တွေကိုလွမ်းမိပါသလား foldable ဖုန်းတွေကိုစိတ်ဝင်စားပါသလား comment မှာပရိသတ်တို့ရဲ့အမြင်တွေကိုပြောပြခဲ့ကြပါနော်ဒီဗီဒီယိုလေးကို like and share လုပ်ခဲ့ကြပါနောက်အပတ်မှာပုံမစိတ်ဝင်စားဖွယ် tech updates တွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်နော်